ကဲခုဆိုလို့ရှိရင်တင်တန်းသူရဲ့လက်ရလေးကိုကြွားမဲ့ချိန်ရောက်ပြီပေါ့နော်ဒီနေ့ကီတင်တန်းမှာတင်တန်းသူအဆောင်တွေကတင်တန်းသူတွေကဒီတစ်ခေါက်အရန်ကြံသွားပြီအချိန်မှာတင်တန်းသူတွေသူတို့တအားကြံသွားပြီဘာဖြစ်လို့သူတို့ဘယ်လိုကြံလဲဆိုမနေ့ကဆို12နာရီည12နာရီထိုင်ဆွဲတဲ့သူလည်းရှိရနော်တင်တန်းချိန်က1နာရီဆိုပြီးသွားတယ်1နာရီဆိုပြီးသွားတော့သူတို့မနေ့ကတော့9နာရီထိုင်ဆွဲတယ်အရန်ကြံတယ်နော်အရန်ကြံတယ်အဲ့တော့သူတို့ရဲ့လက်ရတွေကိုအနီးကပ်လည်းပြချင်တယ်ဒီခုပြမယ်ဆိုတော့ဒီချင်းဒီတွေကဒီဘန်းတွေကဟာလက်ရကသူတို့ရဲ့လက်ရကြီးပဲကိုဆွဲတာလုံးဝမပါဘူးနော်ကိုဆွဲတာဆိုလို့ရှိရင်သူတို့ဆွဲပြတဲ့ဟာဆိုလို့ရှိရင်တော့သူတို့ကိုဆွဲပြတဲ့ဟာအော်ဒီမှာဒါလေးနော်ဒီလိုမျိုးနော်အဲ့ဒီဇိုင်းကိုမှကွဲထွက်တဲ့ပုံစံမျိုးတွေကိုဆွဲလို့ရရမယ်ဆိုတော့သူတို့ဒီလိုလောက်ကြီးကိုသူတို့ဆွဲပလိုက်တယ်ပထမတော့အံ့ဩလို့ဆွဲပြီးသားဟာတွေမြန်စီထားရလားလို့ဆိုပြီးတော့ဒီလက်ထောက်ဒီမှန်လေးကိုပြောတော့ဟာမဟုတ်ဘူးတဲ့ဒါတွေအကုန်လုံးတင်တန်းသူတွေပဲဆွဲထားတာတဲ့အဲ့လိုမျိုးပြောရနော်အဲ့တော့တင်တန်းသူတွေဆွဲထားတယ်နော်ဒီဟာပန်းဆိုအခြေခံမရှိဘူးနော်အခြေခံမရှိဘူးပန်းဆိုဒီမှတို့ဒါပန်းပနေရမရောကျဲပန်းဆို2ရက်မြောက်နော်ကျဲပန်း2ရက်မြောက်ကျဲပန်း2ရက်မြောက်ဆိုလို့ရှိရင်ဟုတ်တယ်ကျဲပန်း2ရက်မြောက်နော်ဒီနေ့အိစာတို့က2ရက်မြောက်2ရက်ထဲနဲ့လှုပ်ထားတဲ့လက်ရာတွေပေါ့နော်2ရက်ထဲနဲ့လှုပ်ထားတဲ့လက်ရာတွေဖြစ်တယ်အဲ့တော့ဒီဟာတို့အနီးကလေးရိုက်ပြချင်တယ်နော်ဒီလိုမျိုးပြရတာအားမရလို့မဟုတ်အနီးကလာရိုက်ပြပြဒါလေးလေးဆိုလို့ရှိရင်တင်တန်းသူဆွဲထားတဲ့လက်ရာလေးတွေပဲနော်ကိုဆွဲပြတာတခုမှမပါဘူးဒီထိတ်ကလေးကနေစပြီးပြမယ်နော်ဒါဆို handmade ကလေးနော် handmade ကလေးဒါလေးဆွဲထားတယ်ချစ်စရာအရင်ကောင်းတယ်တကူချင်းစီကိုတေချာခွဲပြီးတော့တက်ဖို့ညာရင်ပိုတော့နှာသေးရနော်ဒါလေးဆိုလည်းအရင်နှာတယ်ချစ်စရာလေးဖြည်းဖြည်းချင်းဒီပလေးပြမယ်နော်ဒါအကုန်လုံးတင်တန်းသူဆွဲထားတဲ့လက်ရာလေးတွေပါကိုဆွဲပြတာလုံးဝမပါပါဘူးနော်အရင်လာတယ်နော်ဒီမှာဒါလေးဆို handmade ကလေးတွေမကျန် handmade ကိုမှသူကလုံးဝကြီးကြီးလေးတွေအောင်ဆွဲထားတာဒါဘာပြောကိုဆွဲနိုင်တယ်ဆိုတဲ့ဟာကိုပြတိုင်းမှာအတုံလေးတွေရောနော်ဒီဟာလေးအရင်လာကြည့်ရလေးမကျန်ပန်းလေးတွေတင်တန်းသူတွေအရင်တော့ဒီအဆောင်လေးတင်တန်းသူတွေကပထမတင်တန်းသူတုတ်ထက်တောင်သူကနည်းနည်းကြမ်းသွားတယ်စကေးက9နာရီထိုင်ဆွဲတဲ့သူနဲ့ည7နာရီထိုင်ဆွဲတဲ့သူနဲ့ဖြစ်သွားပြီညီမလေးတို့ရေနော်အဲ့တော့စူးစမ်းသလိုမျိုးရလက်ရက်ဆက်ကဒီလိုမျိုးထွက်တယ်နော်လက်ပေါ်လေးတင်ပြပေးမယ်နော်ပြီးသွားလို့ရှိရင်ခဏလေးရမ်းလာလို့ကိုဆွဲပြထားတာမပါဘူးเนาะဒါတင်တန်းသူရဲ့လက်ရာတွေပဲဖြစ်ပါတယ်ဒါတော့အခုပေါ်နေတဲ့ဒီဇိုင်းလေးတွေပေါ့เนาะဒါတို့တွေ try နာတာတေးချာတယောက်ချင်းစီကိုပေါ့เนาะဒါအဲ့လိုမျိုးဒါလေးတွေချစ်စရာလေးမချင်ဒါလေးလိပ်ပြလေးတော့ပြန်နေသေးတယ်ဒီလိုမျိုးလက်ရည်ထွက်တဲ့အထိကိုတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြောက်နေကြမလို့เนาะတင်တန်းကိုလေးတင်လာဒီတိုင်းပဲစူးစမ်းခြင်းစိရှိပြီးတော့ဒါအမြန်လာခဲ့လိုက်တော့เนาะဒီလိုမျိုးလက်ရည်ကြည့်ပြီးတော့ငါဆွဲနိုင်ပါမလားတို့ဘာလို့ကြောက်နေကြမလို့အဓိကသူတို့တွေကတင်တန်းချိန်ပြီးရအောင်အိမ်မပြန်မဲနဲ့ညနေ4နာရီလောက်ဒီထိုင်ဆွဲတာเนาะဒါသူတို့ဆိုတင်တန်းမှာဒီဟာဆို2ရက်ထဲနဲ့ရတဲ့လက်ရเนาะအခြေခံရှိစရာမလိုဒီဟာတွေတက်ချင်เนาะဒီဟာတွေတက်ချင်အခြေခံရှိစရာမလိုဒီ class ကတက်ဟိုဘာသာရပ်တစ်ခုအနေနဲ့တက်လို့ရတယ်နော်ဒါဆိုလို့ရှိရင် trend ဖြစ်နေတယ်ဒါလက်သေး design ဆိုအစုံပဲပေါ့နော်ဒီလိုမျိုးဒီဟာတွေပါထည့်တင်ပေးတာနော်လိပ်ပြဆိုလဲ handmade ပုံစံတွေရမယ်နော်လိပ်ပြဆိုလဲ handmade တွေရမယ်ဒီဟာလေးဆိုလဲ handmade တွေပေါ့နော်ဒီလိုမျိုး design တွေအကုန်လုံးပါဝင်တာဖြစ်တယ်နော်ဒီဟာလေးကိုတင်တန်းသူရဲ့လက်ရချစ်စရာကောင်းတယ်ဒီမှာကြည့်အောင်ဒါဆိုကိုဆွဲနိုင်တယ်လို့ကြီးကျင်လားသေးကျင်လားကိုစိတ်ကြိုက်ပဲတေးသေးလေးနဲ့အတုံလေးလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတွေလည်းရတယ်ဒါလေးဆိုဒါလေးတွေကတော့ဧည့်သည်မှာဆိုလို့ရှိရင်တော့ဒီလောက်အကြီးမဆွဲဘူးတိတ်လိုက်လို့ရတယ်နော်တင်တန်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့တို့တွေကအမှတ်တရသိမ်းမယ်ဆိုလို့ရှိရင် trend ဖြစ်နေတဲ့ design လေးတို့ဆွဲနိုင်ပါလားဆိုပြီးတော့မှတို့အမှတ်တရသိမ်းတာလို့ရဧည့်သည်မှာဆိုဒီလောက်ကလေးပဲဆွဲတယ်ဒီလိုကက်ကက်လေးနော်ဧည့်သည်မှာဆွဲတဲ့ design တွေလည်းတို့တွေလေ့ကျင့်တယ်ဒါဧည့်သည်မှာဆွဲတဲ့ပုံစံလေးနော်ဒါလေးဆိုဧည့်သည်မှာဆွဲဒီလိုအကြီးလေးတွေကြတော့ကိုကဒီလိုမျိုးကိုယ့်ရဲ့ဆိုင်မှာအလှအနေနဲ့ကတ်ထားမယ်ဆိုလည်းရတယ် handmade နေနဲ့နော်ဒါနေမဲလားဆိုတော့လက်ဖွားမှာရှိတဲ့ဒီပေါ်မှာတွေမဟုတ်သေးဘူးနော်ဒါတွေလည်းပါတယ်နော်ဒါအကုန်လုံးကတင်းတင်းပြည့်လိုက်ရတယ်ပါတပုံလေးရိုက်လိုက်ပါနော်တပုံအနိကလေးရိုက်ပြီမယ်